လက္ခဏာရှင်ရဲ့လက်ဖွားရဲ့အလေညံလန်းချောင်းနဲ့နှလုံးသားလန်းချောင်းတစ်ဝိုက်မှာကြက်ချေကက်အမှတ်သားလေးပါမယ်ဆိုရင်တော့အဲ့ဒီအမှတ်သားလေးကိုဂမ်ဘီယာကြက်ချေကက်လို့ခေါ်ပါတယ်။ဒီအမှတ်သားလေးပါတဲ့လက္ခဏာရှင်ရဲ့ထူးခြားချက်10ချက်ကတော့နံပါတ်1လက္ခဏာပေတွေနဲ့ထူးဆန်းနေတာတွေကိုဝါသနာပါပြီးအခြားပညာရုပ်တွေကိုလေ့လာလိုက်စားတတ်ပါတယ်။နံပါတ်2အလိုလျောက်နှုတ်ထွက်စကားတွေမှန်ကန်တတ်ပြီးနှုတ်ဆက်အားဆက်ရှိတတ်ပါတယ်။မိမိပါးစပ်ကပြောလိုက်တာနဲ့ကောင်းခြင်းဆိုးခြင်းတွေချက်ချင်းဖြစ်တတ်ပါတယ်။နံပါတ်3အကြီးကျန်တတ်ပြီးတယောက်တည်းနေလို့တက်ကဘယ်သူနဲ့မှရိုးရိုးရှက်ရှက်မနေတတ်ပါဘူး။နံပါတ်4လက္ခဏာရှင်တွေကအလုပ်လုပ်မယ်ဆိုရင်စိတ်ရောကိုယ်ပါနှစ်ပြီးလှုပ်တက်ပြီးတော့ချမင်းဟင်းမေးတဲ့အထိလှုပ်တာကြောင့်ဇွဲကောင်းတည်တတ်ပါတယ်။နံပါတ်5ကြီးပွားချမ်းသာပြီးအထွတ်အထိပ်ရောက်တတ်ပါတယ်။နံပါတ်6လက္ခဏာရှင်တွေဟာငယ်ရွယ်စဉ်မှာမချမ်းသာခဲ့ရင်လည်းကြီးတဲ့အခါမှာပြည့်ပြည့်စုံစုံနေရတတ်ပါတယ်။နံပါတ်9စထမအာယုံလို့ခေါ်တဲ့အကြားအမြင်ရတတ်ပါတယ်။နံပါတ်10ငယ်သူတွေကကိုယ့်အပေါ်မှာဘယ်လိုဆက်ဆံနေဆိုတာချက်ချင်းသိတတ်ပါတယ်။နံပါတ်9ကတော့အကြီးအကဲဖြစ်တတ်တာကြောင့်အခက်အခဲတွေဘယ်လောက်ပဲရင်